စားကြပါအောင်ရှင်ဒီမှာနော်စားကြပါအောင်ရှင်တူးကြလေးနဲ့ဒီမှာလေငါရေးလေးပေါ့နော်ဒီမှာဆက်စလုံးဝတ်သားလေးနဲ့ဒီမှာစားကြပါအောင်ဖျားတာဆိုလို့စားတယ်ဗုဒ္ဓဘာသာဆိုတော့လေကိုကဟုတ်တယ်လားမမစားဟဲ့လေတရဏဂုံမနေကြရင်ပေါ့နော်ထမင်းစားပြီဆိုရင်တရဏဂုံတည်ပြီးရင်ထမင်းစားရင်လေမနေပေါ့နော်ထမင်းအဖြူကိုပဲအသားငါးဒီဘာမှမစားဘဲနဲ့ထမင်းကိုပဲအရင်ဆုံးလို့ပေါ့နော်ဗုဒ္ဓတရဏဂိသမိဓမ္မတရဏဂိသမိတက္ကတရဏဂိသမိဆိုပြီးသုံးလို့ဆိုင်ရင်တဲ့သူများလောက်တက်လိမ့်မခင်ရဘူးတဲ့ဗုဒ္ဓဘာသာတွေပေါ့နော်အဲ့လိုမျိုးလေးအယူလေးပေါ့အဲ့ဒါအမေကတင်ပေးထားတော့လေရွာကဆရာတော်ကလည်းတင်ပေးထားတော့လေအဲ့လိုလေးပဲဆိုပြီးအမြဲတမ်းထမင်းစားတိုင်းအဲ့လိုမျိုးပဲဆိုလို့စားဖြစ်ပါတယ်ပြန်မလဲတငယ်ချင်းတွေတိတ်မထားပါဘူးတက်တော့ပေါ်အတငယ်ချင်းတွေ YouTube ကတငယ်ချင်းတွေအဲ့လိုမျိုးပဲစကားတွေပါပြောဖြစ်တာပေါ့နော်ထားကြပါအောင်မယုတ်တင်လေမဟုတ်လားဟုတ်နော်ဒီမှာကလေးတွေကလိမ်ပါတယ်ငါးလေးဆိုလို့ဥဖေးထားတာပဲဥလေးဖေးထားကြတယ်ဘာပဲပဲလာငါကောက်စမ်းပေါ့နော်ငါအသေးလေးကိုအဲ့လိုကောင်းတယ်တော့ကောင်းတယ်ဆက်ကြပါအောင်ဆန်း刚刚等一下，你不要跑住呢。别买了，等一下，哎呀，你们差不多呢。